ကဲ PFA Team of the Year မှာအာဆင်နယ်ကစားသမားတွေတန်းစီနေရယူသွားခဲ့ပါတယ်။အာဆင်နယ်ခံစစ်တန်းကဒီစင်းကို dominate လုပ်သွားနိုင်ခဲ့တယ်လို့ပြောရင်ပိုမှန်မှာပါ။ Raya Saliba Gabriel နဲ့တင်းမာတို့ကခံစစ်9နေရာစာမှာ4နေရာထိအပိုင်သိမ်းခဲ့ပြီးကွင်းလင်မှာတော့ Declan Rice ပါဝင်လာခဲ့ပါတယ်။ PFA Player of the Year ကိုတော့ Rice အနေနဲ့လွှဲချော်သွားတာကနှမျောစရာကောင်းခဲ့ပါတယ်။ Champion ဖြစ်တာကြောင့် Player of the Year ကိုအာဆင်နယ်အသင်းကတယောက်ယောက်ရမယ်လို့မျှော်လင့်ခဲ့ပေမဲ့ Manchester United ရဲ့ Bruno Fernandes ကသိမ်းမှတ်သွားခဲ့ပါတယ်။ဒီစုကမဲပေးတဲ့ပုံစံနဲ့သွားခဲ့တာမလို့ Fernandes အတွက်ပိုအားသာသွားတာလို့မြင်မိတယ်။အာဆင်နယ်အသင်းကကစားသမားကိုမဲပေးမယ်ဆိုရင်ရွေးချယ်စရာက Gabriel နဲ့ Rice နှစ်ယောက်ပဲရှိတယ်။ United မှာ Bruno ကချွန်ထွက်ပြီးကောင်းနေတာဖြစ်ပြီးမနစ်ကရာသီမှာ EPL ရဲ့ဂိုးဖန်နေမှု record ကိုလည်းချိုးဖျက်ထားနိုင်ခဲ့ပါတယ်။အာဆင်နယ်မှာကျတော့ Rice ကမနစ်ကရာသီမှာခြေစွမ်းအကောင်းဆုံးပြသခဲ့ပေမဲ့ Gabriel ရဲ့စွမ်းဆောင်ရည်ကလည်း Rice တက်တော့မနှင်းကြနေခဲ့တာပါ။ဒါကြောင့်လဲမဲတွေကမျှပြီးယူလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်။တစ်ဖက်ကကြည့်ရင်တော့တဦးချင်းစုတစိတ်တွေကိုမယူနိုင်လို့နှမျောမိပေမဲ့ပြန်စဉ်းစားကြည့်တော့လေအခုလိုမျိုးကစားသမားတိုင်းကမတိမ်မယိမ်းခြေစွမ်းပြနေတာကအသင်းရဲ့အနာဂတ်အတွက်ပိုကောင်းမွန်နေပါတယ်။အဓိက highlight လုပ်ပြီးပြောရမှာကတော့အာဆင်နယ်ခံစစ်တမ်းပါပဲ။မနစ်ကရာသီမှာ EPL မှာလည်းမကပဲဥရောပမှာပါအကောင်းဆုံးလို့ပြောရမယ်ပုံစံကောင်းတစ်ရပ်ကိုပြသထားတာကြောင့်အခုလိုအုပ်စုလိုက်အကောင်းဆုံးအသင်းမှာပါလာခဲ့တာပါ။ Raya ဟာလက်ရှိမှာပန်းတစ်တွေရဲ့ချီးကျူးမှုကိုတော့ရထားပါတယ်။အာဆင်နယ်စူဖလားရတာမှာ Raya ရဲ့လက်စွမ်းကိုမေ့ထားလို့မရကြောင်းအာဆင်နယ်နဲ့ပတ်သက်ရင်ဝေဖန်မှုတွေပဲလုပ်တာများတဲ့ Carragher နဲ့ Gary Neville တို့ကတော့ချီးကျူးလာကြပါတယ်။ခံစစ်အထိုင်မှာဆိုရင် Gabriel နဲ့ Saliba အတွက်ကနေရာယူထားတယ်။လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးခံစစ်အတွဲလို့ပြောရင်ငင်းမဲ့သူမရှိတော့တဲ့အထိတည်ငြိမ်တဲ့ခြေစွမ်းမျိုးကိုပြသထားတာပါ။ Saliba အတွက်တော့ဒါဟာ4နှစ်ဆက် PFA Team of the Year မှာပါဝင်လာခဲ့တာပါ။ဒါဟာတော်ရုံကစားသမားလိုက်မလုံနိုင်တဲ့ consistency ပါပဲ။နှစ်တိုင်းမှာတည်ငြိမ်တဲ့ခြေစွမ်းမျိုးပြသထားလို့သာအခုလိုနေရာမျိုးဇက်တက်ရရှိခဲ့တာပါ။ဒဏ်ရာတွေသာကင်းခဲ့ရင်အာဆင်နယ်ဖူးဘက်တွေကလီမာအကောင်းဆုံးလို့တောင်ပြောရမယ်။တင်းမာအနေနဲ့ပါတဲ့ပွဲတိုင်းမှာခြေစွမ်းပြနိုင်တာကြောင့်လက်ရှိ EPL ရဲ့အကောင်းဆုံး right back လို့နာမည်တက်ခံရတာပါ။ Calafiori ကလည်းလက်ရှိပြနေတဲ့ခြေစွမ်းအရဒဏ်ရာကင်းရင်လာမရသေးဒီစင်းမှာပါလာနိုင်မှုရှိနေပါတယ်။ Rice အတွက်ကတော့နှမျောမိပါတယ်။အသင်းကလည်း champion ဖြစ်ထားသလိုသူ့ရဲ့ခြေစွမ်းကလည်းအကောင်းဆုံးပုံစံမှာရှိနေတဲ့အချိန် Player of the Year ကိုမရလိုက်တာကစိတ်မကောင်းစရာပါ။ဒါပေမဲ့လာမယ့်ရာသီမှာတော့ပုံမျှော်လင့်ချက်ရှိလာခဲ့ပါပြီ။အမျိုးသားအသင်းနေတာမကပဲအာဆင်နယ်အမျိုးသမီးအသင်းကလည်းဒီစင်းမှာ dominate လုပ်နိုင်ခဲ့ပါတယ်။ Olivia Smith ကလည်းအကောင်းဆုံးလူငယ်ကစားသမားဆုကိုရယူနိုင်ခဲ့တယ်လို့ Russell Kennedy, Emily Fox တို့ကလည်း Team of the Year မှာပါဝင်နိုင်ခဲ့ပါတယ်။ဆိုတော့ဒီရာသီမှာလည်းအသင်းကိုမြေလှမ်းပြီးအပြောင်းလဲတွေလုပ်ထားတာမလို့လာမယ့်ရာသီကတော့အမျိုးသမီးအသင်းကိုပါစောင့်ကြည့်ရတော့မှာပါ။ဒါကြောင့်အာဆင်နယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာအမျိုးသားအသင်းရောအမျိုးသမီးအသင်းမှာကစားသမားကောင်းတွေနဲ့ပြန်လည်ဥမော့လာပြီဆိုတာကို PFA စုပေးပွဲညမှာအထင်ရှားမြင်လိုက်ရတာပဲဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Winesport မှာ e-sport နဲ့ဘောလုံးဆော့ချင်သူတွေအတွက်ရန်ကုန် Sport TV ရဲ့ promo code YNGNTV ကိုအသုံးပြုပြီးတော့ 100% bonus ရယူနိုင်ပါတယ်။အသေးသေးသိရှိလို့က Winesport မြန်မာ Facebook page နဲ့ Winesport application ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လည်း24နိုင်တည်တွေ့ရတယ်မေးမြန်းလို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။